လက်ထိုးရင်းနဲ့ကြမ်းလွန်းလာတဲ့မန်နကတ်နဲ့တွေ့ရင်ဂျော်ရှူဝါပဲနိုင်ပါမလားမန်နကတ်ဟာဂျပန်ဝိုင်းရဲ့ဖိုက်တာကြီး KOG ကိုအလဲထိုးက Flyweight တန်သမိုင်းတစ်လျှော့အလဲထိုးအများဆုံးဖိုက်တာအဖြစ်6ကြိမ်နဲ့စံချိန်တင်သွားပါပြီ Flyweight တန်လို့အသိငယ်ဆုံး weight တန်အနေနဲ့အလဲထိုးပြဖို့ဆိုတာမလွယ်ပါဘူးဒါဝမန်နကတ်က6ကြိမ်နဲ့စံချိန်တင်ပြသွားတာပါလက်ရှိမြန်မာချန်ပီယံလေးဂျော်ရှူဝါဘန်အနေနဲ့မန်နကတ်နဲ့ထိတ်တိုက်တွေ့ရမယ်ဆိုရင်အခြေအနေကောင်းနိုင်ပါမလားမန်နကတ်ကအလဲထိုးပါဝါရှိပေမဲ့နောက်ဆုံး KOG နဲ့ပွဲမှာမြင်ခဲ့ရတယ်လို့ပွဲအစာပိုင်းမှာအလုံးတိုက်မလုပ်ပဲကောင်တာတစ်ချက်ကိုပဲထိုင်ဆောက်တတ်တဲ့အားနဲ့ချက်ရှိပါတယ်ဘန်ရမရမနာလာမဲ့လက်သီးပေါင်းစုံတန်းကိုမန်နကတ်အနေနဲ့အချိန်ကြာကြာတောက်ခံနိုင်ဖို့ခဲရပါတယ်မန်နကတ်ကောင်တာထိုးဖို့ချိန်နေတုန်းမှာတင်ဘန်ရလက်သီးနဲ့တွဲလုံးတွေကကဲ့ရဲ့မျက်နှာပေါ်ရောက်နေမှာပါဘန်ပွဲချင်းတွေကိုလိုက်ပြီးကစားကွက်ပြောင်းလဲနိုင်စွမ်းဖိုက်အိုက်ကျူအရင်မြင်ပါတယ်ခိုင်မာတဲ့မေးရိုးရှိပြီးပွဲအတွင်းအသက်ရှူနှုံးကလည်း9ကြီးအထိအေးစေးထိုးနိုင်စွမ်းရှိပါတယ်မန်နကတ်ကပါဝါလက်သီးကြောင့် KOG ကိုကန်ကောင်းပြီးနိုင်ခဲ့တာဖြစ်လို့ဒီလိုအမားမျိုးကိုဘန်လိုအိုက်ကျူမြင့်တဲ့ချန်ပီယံကအခွင့်အရေးပေးမှာမဟုတ်ပါဘူးမန်နကတ်ရဲ့ပါဝါလက်သီးဝင်ရလာမယ်လမ်းကြောင်းကိုဘန်ကပွဲဖက်ပြီးသားဖြစ်နေပါလိမ့်မယ်ဘန်ရဲ့လက်သီးတီးကြမှုက59%ရှိပြီးသူ့ရဲ့ striking တစ်ဖက်က58%ကောင်းမွန်တာကြောင့်ကတ်ရဲ့ကောင်တာတွေကိုရှောင်တိတ်ဖို့လုံလောက်တဲ့ဟန်မူးမန့်ရှိပါတယ်အချိန်ကြာလာတာနဲ့အသက်ကြီးနေပြီဖြစ်တဲ့မန်နကတ်အနေနဲ့မောလာပြီးအမောခံအားကောင်းတဲ့ဘန်ကပဲ9ကြီးမြောက်မှာအလဲထိုးနဲ့နိုင်သွားဖို့များပါတယ်